ဟိုရှိရှိတုန်းကရွာတရွာမှာဦးစံဖေဆိုတဲ့လေသမားကြီးတယောက်ရှိပါတယ်သူဟာအင်မတန်လောက်ကိုင်းနိုင်သူဖြစ်ပေမဲ့စိတ်သဘောထားကတော့ခက်ထန်ကြမ်းတမ်းပါတယ်တနေ့မှာဦးစံဖေဟာလေထုံဖို့အတွက်သူ့ရဲ့နွားအိုကြီးကိုခိုင်းစေနေပါတယ်နွားကြီးကအသက်ကြီးပြီးအားနည်းနေတာကြောင့်ထွန်းတုံးကိုအားကုန်မယုံနိုင်တော့ပဲလဲကျသွားပါတယ်အဲ့ဒီအခါမှာဦးစံဖေဟာတနာရမယ့်အစားဒေါသရကြီးနဲ့နွားကြီးရဲ့ခြေထောက်ကိုတုံးနဲ့အားကုန်ရိုက်နှက်ပြီးအတင်းထခိုင်းပါတယ်နွားကြီးရဲ့မျက်လုံးထဲမှာမျက်ရည်တွေစီးကျနေပေမဲ့ဦးစံဖေကတော့မညာမတာဆက်လက်ရိုက်နှက်ခဲ့ပါတယ်နှစ်တွေကြာလာတဲ့အခါဦးစံဖေလည်းအသက်ကြီးလာပါတယ်တနေ့မှာတော့သူဟာလေကားပေါ်ကစင်းရင်ခြေချော်လဲကျသွားပါတယ်အဲ့ဒီလိုလဲကျတဲ့အခါမှာထူးဆန်းစွာပဲသူအရင်ကနွားကြီးကိုရိုက်ခဲ့တဲ့နေရာတိကျဖြစ်တဲ့ညာဘက်ခြေသလုံးရိုးဟာတိခတ်နဲ့ကျိုးသွားခဲ့ပါတယ်ဦးစံဖေဟာလမ်းမလျှောက်နိုင်တော့ပဲအိယာထဲမှာလဲနေရပါတယ်သူ့ရဲ့ခြေထောက်တန်ရာကဘလို့မှကူးတက်လို့မရပဲသူ့ရဲ့ခြေထောက်ကစစ်စစ်ကိုက်ခဲနေပါတယ်သူနာကျင်လို့အော်ဟစ်နေရတဲ့အတန်ဟာအရင်ကသူ့ရိုက်တုံးကနွားကြီးအော်ဟစ်တန်နဲ့အင်မတန်တူနေတာကိုရွာသားတွေကသတိထားမိကြပါတယ်ဦးစံဖေဟာအိယာထဲမှာနာကျင်စွာခံစားနေရရင်မှသူနွားကြီးအပေါ်ရက်ဆက်ခဲ့တာကိုသွားသတိရပြီးဒါငါရဲ့ဝစ်ကြွေးတွေပဲငါလုပ်ခဲ့တဲ့အတိုင်းငါပြန်ခံစားနေရပြီဆိုပြီးနောင်တရခဲ့ပါတော့တယ်ဒီပုံပြင်လေးကဝစ်ကြွေးချောင်းကိုနားလဲစေမယ်လို့မျှော်လင့်ပါတယ်